အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့ပြောပြသွားမယ့်အကြောင်းအရာလေးတွေကတော့ပထမတစ်ခေါက်ကလည်းပေါ့နော်ကျွန်မဖုန်းကတ်ဝယ်ထားတဲ့သူလေးကိုအတိပေးအကြောင်းကြားပြောတဲ့အကြောင်းလေးပေါ့နော်အခုကျွန်မရှိရနေဖုန်းကတ်ဝယ်ထားသူလေးတွေကိုကျွန်မပြောပြချင်တာတခုကဟုတ်ပြီဖုန်းကတ်ကိုကျွန်မပို့ဆောင်ပေးရမှာပေါ့နော်ကန့်ချင်းလေးတွေပါတယ်ကန့်ချင်းလေးဆိုတာကျတော့ထားပါတော့ကျွန်မရှိရဝယ်တဲ့သူတစ်ယောက်ကအသက်30ဓမ္မတစ်ယောက်ဝယ်တယ်ပေါ့အဲ့ဆိုကျွန်မအသက်30မှာကံကောင်းတယ်32နှစ်မှာကံမကောင်းဘူး32နှစ်မှာကံကောင်းမယ်အဲ့လိုမျိုးလေးတွေကျွန်မကံဆိုးမယ်ကံကောင်းမယ်ဆိုတဲ့အကြောင်းလေးတွေကိုရေးပေးထားတဲ့အချက်လက်လေးတွေပါတယ်အဲ့ဒီအကြောင်းအရာလေးတွေကိုတိုင်ဆောင်တဲ့ဖုန်းနံပါတ်ကလည်းကိုကကျွန်မရှယ်နေဝယ်လိုက်တဲ့အတွက်ဘောတော့သူ့ရဲ့အကျိုးပေးနဲ့ခဏတွဲတွေကိုကိုကတိုင်ဆောင်ထားပြီးသွားပြီအသက်အပိုင်းခြားလေးကိုလည်းကိုကကြည့်ပြီးတော့ကျွန်မကံကောင်းမယ်လို့ပြောတဲ့အချိန်ကြလို့ရှိရင်ဒီပြောမှဆိုကိုရင်းနှီးမြုပ်နှံတင်းတဲ့အရာတွေအလုပ်တွေပေါ့ကိုကချစ်တိုးပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ကျမကံညက်မယ်လို့ပြောတာတော့ကံချင်းဒီအသေးနေလို့ပြောထားတဲ့အသက်ပိုင်းခြားနှစ်တွေကြလို့ရှိရင်တော့ကိုကလက်ရှိလုပ်နေတဲ့အလုပ်လေးနဲ့ပဲမေးထိန်ပြီးတော့ဘောနော်ဖျားတရားလေးတွေပို့လုပ်မယ်ကံညက်မယ်လို့ပြောတဲ့နေ့တွေကျရင်ကိုပြီးတော့သတိထားရမယ်ဒီအကြောင်းအရာလေးကိုကျမပြောပြပေးခြင်းလို့ဗီဒီယိုရိုက်လိုက်တာပဲဖြစ်ပါတယ်ပြီးသွားတဲ့အခါကျတော့ကျမဖုန်းကတ်ရောင်းလိုက်တဲ့10ယောက်မှာပေါ့ဥပမာ2ယောက်လောက်ကလာပြန်ပြောတယ်ပေါ့နော်ဆရာမကြီးတိတ်မတိတာသေးဘူးတိတ်မထူကြဘူးဆရာမပြောတဲ့ဖုန်းကတ်ရဲ့အကျိုးတရားတွေကဟုတ်ပါမလားကျွန်တော်ကအစင်ရောပြေပါတော့မလားကျမရောအစင်ရောပြေပါတော့မလားဆိုတော့လာမေးနေတဲ့သူလေးတွေအတွက်ကိုကျမပြောပြချင်တာတစ်ခုကလေစိတ်လေးကိုအေးချင်းချင်းလေးပဲနေပါနော်အဲ့တော့ဟုတ်တယ်ပူလောင်နေတဲ့အချိန်မှာဇောကတာပေါ့နော်လူဆိုတော့အစင်ကမပြေရတဲ့ကြတယ်ဟုတ်ပါမလားဖြစ်ပါမလားဆိုတဲ့အတွေးတွေနဲ့ပူလောင်နေမဲ့အစားကျမစီမှာဖုန်းကတ်လာစစ်ခရေကကျမဒီဖုန်းကတ်လေးကိုပဲဖုန်းနံပါတ်လေးတွေကိုကြည့်ပြီးတော့ဘောနော်မိတ်ဆွေတို့ရဲ့အကြောင်းတစုံတရာကိုကျမပြောပြလိုက်တာမှန်နေတယ်လေအဲ့တော့မှန်နေလို့လေမိတ်ဆွေကကျမကိုယုံကြည်မှုနဲ့ဒီဖုန်းကတ်လေးကိုအပ်ပြီးတော့ကျမရှိမှာကိုင်ဆောင်ဖို့အတွက်ကိုဆုံးဖြတ်လိုက်တာပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့မိတ်ဆွေသိထားမှတကူကတော့ဒီဖုန်းကတ်လေးကိုကျမကခုနှစ်သက်ပြည့်နဲ့အကျိုးပေးကဏ္ဍကိုရွေးချယ်ပေးလိုက်ပြီးဆိုကြတဲ့မိတ်ဆွေကိုအကျိုးပေးမှုလို့ဖြည်းဖြည်းချင်းသူကစတင်လာမှာဒါပေမဲ့မိတ်ဆွေရဲ့ကံအခြေအနေကလည်းရှိသေးတယ်မိတ်ဆွေရဲ့ကံအခြေအနေကဘောနော်အညံ့ဘက်ကိုရောက်နေတယ်ဒါမှမဟုတ်လို့အကောင့်ဘက်ကိုရောက်နေတာနဲ့မတိတာသေးဘူးဆိုရင်ဒါအချိန်လေးအတိုင်းတာလေးတစ်ခုကတော့စောင့်ရမှာဖြစ်တယ်ပေါ့နော်ဒါလူတိုင်းတယောက်နဲ့တယောက်ကကျမတို့ကအကျိုးပေးချိန်ကြီးမတူဘူးပေါ့ထားပါတော့ကျမတို့ကပြောမဆိုကျမတို့ရဲ့ဘဝအဆက်ဆက်ကပြုလုပ်ခဲ့တယ်ဘောနော်ကောင်းကျိုးတရားဆိုးကျိုးတရားတွေကိုကျမတို့ကဒီဘဝမှာပြောမဆိုအခုလက်ရှိဘဝမှာပြန်လည်ပြီးတော့ဘောနော်ကောင်းခြင်းဆိုးခြင်းတွေကိုခံရတာဖြစ်တယ်ဒါပေမဲ့ချက်ချင်းပြောင်းလဲသွားတဲ့သူတွေဆိုတာသူတို့ကရှေ့ကခံရမဲ့အကြောင်းတရားတွေလည်းကုန်သွားပြီအဲ့တော့ချက်ချင်းဝုန်းတိုင်းဆိုဖုန်းကတ်မှားတာနဲ့ဒီအကျိုးပေးနေပြီပေါ့နော်လက်ထဲကိုရောက်တာနဲ့အကျိုးပေးသွားပြီဒါပေမဲ့အကြောင်းတရားအကျိုးတရားလေးတွေကြံသေးတဲ့သူပေါ့အဲ့ဒါဆိုတော့ကျမတို့ကနည်းနည်းလေးတော့အဲ့ဒီအခိုက်တန်လေးကိုဖြတ်တန်းရတယ်ကျမကိုယ်တိုင်ဖုန်းကတ်ပြောင်းလဲပြီးတော့တစ်လားနှစ်လားလောက်အတွင်းကကျမမှာပြောမဆိုပူပေးစရာစိတ်တော်ကရောက်စရာကြီးနဲ့ကျမကြုံတွေ့ခဲ့ရတဲ့သူပါဒါပေမဲ့ကျမကစိတ်ထဲမှာအဲ့ဒီအချိန်ဒီမှာအဲ့လိုဘာလို့ဖြစ်ခဲ့တာလဲဆိုတော့ကိုကျမပြန်သုံးသပ်လိုက်ခါမှာကျမပူလောင်နေလို့ပါအဲ့တော့ကျမအဲ့ပူလောင်ခြင်းအဆင့်ကိုကြော်ဖို့တော့ကိုကျမစိတ်ရည်ရှင်လေးနဲ့ငါပူလောင်နေပါလားငါဖြစ်မှာအဆင့်ကိုပြေမှာငါဖုံးသက်လဲပြီးသွားပြီဒီကိန်းကလေးတွေကငါ့ကိုအကျိုးပေးအပြည့်အဝပေးမှာဆိုတဲ့ငြိမ်းချမ်းခြင်းစိတ်ကလေးတစ်ခုပဲကျမပြောင်းလဲလိုက်တာကျမပြောင်းလဲပါတယ်နော်အဲ့တော့ကျမလို့ပဲကျမပြောပြတဲ့မိတ်ဆွေပေါင်းတဲ့ဘောနော်ဒီဖုန်းကဝယ်ထားသူဘောနော်ကျမရဲ့မိတ်ဆွေတွေအားလုံးလည်းတော်တော်များများပြောင်းလဲကြပါတယ်အဲ့လိုဆိုတဲ့အခါကျတော့ကျမဒီဗီဒီယိုလေးကိုထပ်ပြီးတော့အသိပေးပြောပြပေးသွားခြင်းဖြစ်ပါတယ်နော်အဲ့တော့စိတ်ကလေးကိုအတတ်နိုင်ဆုံးအေးချမ်းအောင်ငြိမ်းချမ်းအောင်နေပါနော်အဲ့တော့ပြောတာကတော့လွယ်တယ်စိတ်အေးချမ်းမှုဆိုတာတကယ်တမ်းကျတော့အရန်ခက်ခဲတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ကျမပြောပြချင်တာတကူကတော့ငါကကင်ဆောင်ထားတဲ့ဖုန်းကတ်ကိုလဲပြီးသွားပြီဒါပေမဲ့ကျမပြောနေနေပေါ့နော်ဗီဒီယိုကရှေ့သွားမယ်ပေါ့နော်ပြောချင်တဲ့အကြောင်းအရာပိုများတယ်ပြောမယ်ဆိုတော့ကျမတို့ဆေးကန်းတစ်ခုကိုသွားလို့ဆေးဆရာဝန်ကဆေးထိုးပေးတယ်ဆေးတောက်မယ်ဆိုကျမတို့ကတတ်တာပါလေဒါပေမဲ့ဆရာဝန်ကမှာလိုက်မယ်အချင်းစက်တွေမစားနဲ့ဘောနော်ရေမချိုးပါနဲ့လို့ပြောလို့ရှိရင်ဆရာဝန်ကရှောင်းရန်စောင်းရန်တွေကိုပြောတာတွေကိုလူနာကလိုက်နာမှာဖြစ်တယ်ပေါ့နော်အဲ့ဒီလိုပဲကျမဘောနော်ရှေ့ရဖုန်းကတ်တွေကစိုးနေတာတွေကိုနှစ်လားလောက်ပဲကြိုက်မှာဘောနော်မကြိုက်ပါနဲ့တော့လို့ပြောတဲ့အကြောင်းအရာအချက်လက်လေးတွေကိုတော့ဘောနော်စူးစမ်းပြီးတော့လိုက်နာပေးဖို့အတွက်လိုအပ်ပါတယ်နော်ဒါမှလည်းဖုန်းကတ်တွေရဲ့အကျိုးပေးကိုအပြည့်အဝရရှိမှာဖြစ်ပါတယ်ရှင်အဲ့တော့ဘောနော်ကျမအခုပြောတဲ့ဗီဒီယိုလေးကိုအများသိအောင်လို့မျှဝေပေးပါအောင်ရှင်ဘောနော်မိတ်ဆွေတို့ရဲ့မေးချင်တဲ့ဖုန်းနံပါတ်တွေရှိတယ်ဆိုလဲမိတ်ဆွေအစ်စ်တွေပေါ့မိတ်ဆွေအဟောင်းတွေပဲဖြစ်ဖြစ်အစ်စ်တွေပဲဖြစ်ဖြစ်ပေါ့မေးချင်တဲ့နံပါတ်လေးတွေရှိတယ်ဆိုလဲကျမရဲ့ Messenger မှာလာပြီးတော့အခမဲ့လာရောက်မေးမြန်းနိုင်ပါတယ်
နောက်ပြီးတဲ့အခါကျတော့ကျမရဲ့ page လေးကိုလည်း like and follow ပါလေး like and share follow ပါလေးပြုလုပ်ပေးပါအောင်လို့ကျမကပေါ့နော်ဒီဗီဒီယိုလေးရော page လေးကိုပေါ့နော်ပြုလုပ်ပေးဖို့အတွက်အားလုံးကိုတောင်းဆိုပါတယ်ရှင်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်နော်